တိုင်းကိုဆရာတော်ဘုရားကြီးနဲ့ခရိယန်တရားပြဆရာမောင်စိန်ဖေပိုင်းဇက်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ဒေါသအရင်ထွက်နေတဲ့ဇနီးတဲ့ဟာဒေါသကိုထိမ့်သိမ့်နိုင်စွမ်းလုံးဝမရှိတော့ပဲဦးစိန်နာရဲ့စကားကိုတော့စုံအောင်နားမထောင်ပဲအော်ဟစ်ပြောပါလေ။ရှင်ဘလူပြောလိုက်တာလေ။ဦးစိန်နာနဲ့ဇနီးတို့အပြန်အလှန်ပြောဆိုနေသေးမှာပဲအနီးမှာထိုင်နေတဲ့သုံးကွားမျိုးတုတ်တန်ထေကြီးဝါကြီးဆရာတော်ကရုတ်တရက်ထားပြောပါလေ။တက္ကမကြီးဦးစင်းဟာယဟန်ဝါ38ဝါရှိပြီတရားရအောင်ကျင့်ခဲ့ပေမဲ့ဦးစိန်နာလိုတရားထူမရခဲ့သေးဘူးဦးစိန်နာလိုပါရမီကြီးမားတဲ့ပုဂ္ဂိုလ်သူတစ်ပါးထွက်ဖို့မလွယ်ဘူးထွက်ပေါ်လာတဲ့ပါရမီကြီးတဲ့ဦးစိန်နာကိုအားလုံးကပါရမီဖြည့်ပေးရအောင်ပါတရားမရကြလို့သာအားလုံးဟာခုလိုငိုလို့မဆုံးဝမ်းနဲ့မဆုံးဒေါသဖြစ်မဆုံးသေမဆုံးနိုင်တဲ့ဘဝတွေဖြစ်နေတာအခုတက္ကမကြီးဦးစိန်နာရဲ့မျက်နှာတော်ကိုတေချာဖူးကြည့်လိုက်စမ်းပါအရင်တုန်းကလည်းအခုတူရဲ့လားအဲ့ဒီချိန်မှာတမာရီတုတဲ့အရန်ကြီးမားတဲ့ဦးစိန်နာဟာဇနီးရဲ့ပရိဒေဝမီကိုတမာရီနဲ့အုပ်ပြီးဂယုဏစိတ်မေတ္တာတက်ကိုလှုပ်ပေးနေပါတယ်ပရိဒေဝမီအင်မတန်တောက်လောင်ပြီးတော့ရှက်ကြီးတငယ်ငိုနေတဲ့ဇနီးတဲ့ဟာမကြမီစိတ်ပြောင်းသွားပါလေဒေါသတွေလုံးဝမရှိတော့ပဲအေးဆေးတည်ငြိမ်လာပါလေတပည့်တော်မရဲ့အပြစ်တွေကိုခွင့်လွှတ်တော်မူပါဗျာအရှင်ဘုရားရဲ့ပါရမီကိုဖြည့်ဆည်းပေးပါတော့မယ်အရှင်ဘုရားစိတ်ချမ်းသာစွာပဲတရားကျင့်ပါတော့ဗျာအဲ့ဒီအချိန်မှာဦးစိန်နာဟာကိုယ်စိတ်ကိုသာစောင့်ကြည့်နေပါတယ်သူ့စိတ်တွေးထဲမှာငါစိတ်ကိုငါစောင့်ကြည့်နေတယ်အလူရှင်များစွာကလာလူတဲ့ဝိထုပစ္စည်းတွေပေါ်မှာလည်းငါစိတ်ကဘာမှမဖြစ်ဘူးတက္ကမကြီးကဒေါသနဲ့ပြောငိုကြွေးနေတယ်ငါစိတ်ကလုံးဝတုံ့လုံးမှုမရှိဘူးဗုဒ္ဓတရားတော်ဟာအယံဖို့တန်လုံးနဲ့တူနိုင်ဖွယ်မရှိပါလားဒီလိုနဲ့3-4ရက်ခန့်ကြာမှာတော့သိန်းကျိုးဆောင်ပုံမှုဆက်ညွတ်ဘိုးကြီးကံညွန့်တို့ဟာဦးစိန်နာကိုလာရှိခိုးပါလေဒီယောဂီနှုတ်ကသူတို့ဦးကောင်းတွေကိုဦးစိန်နာရဲ့ခြေစုံမှာထိပြီးအာရကြည်ညိုမှုပြည့်နဲ့ရှစ်ခိုးပါလေဝမ်းသာဝမ်းနဲ့မှုကြောင့်ယောဂီနှုတ်ရဲ့မျက်လုံးမှာမျက်ရည်တွေကျနေပါလေဝမ်းသာဝမ်းနဲ့အတန်နဲ့နှုတ်ကရှောက်ပါတယ်တန်ဃာတော်ရှင်မြတ်ဦးစိန်နာအထက်တရားထူးကြီးရသွားပြီးတည်င်းကြတော့တပည့်တော်တို့တလေးတစားတယောတသေးလာပြီးရှစ်ခိုးဦးလိုက်ပါတယ်ဖေဟာအဲ့ဒီချိန်မှာရင်းကျက်တဲ့အိမ်တွင်နဲ့တမာတိဝင်စားနေတဲ့ဦးစိန်နာဟာခန္ဓာကိုယ်တစ်ဖြည်းဖြည်းဖြစ်သွားပါတယ်ဒါကြောင့်စင်ကြီးကြီးတော့ကျင့်ပွဲကိစ္စမရှိတော့တဲ့ပုဂ္ဂိုလ်ကဒီတစ်ဖြည်းဖြည်းဖြစ်เสียဘာအကြောင်းမှမရှိဘူးငါဖြစ်နေတော့ငါဟာယဟန်ကိစ္စကျင့်ပွဲကိစ္စကြံသေးတဲ့သဘောပဲငါတရားစက်ကျင့်နေအောင်မယ်တမာရီရဲ့ပြည့်ရဲ့ကြောင့်ငါ့ကိုငါကျင့်ပွဲကိစ္စမရှိတော့ဘူးထင်နေတာပဲအမှန်ကိုမြင်သွားပါလေအဲ့ဒီနေ့ညနေချိန်မှာပဲသကောင်ကျော်လောက်မှာဦးစိန်နာဟာဗုဒ္ဓရုပ်ပွားတော်ရှိသစ္စာပြုပါတယ်တပည့်တော်သည်မြတ်စွာဘုရားမှာတပါးကိုးကွယ်အားထားရမရှိမြတ်စွာဘုရားကိုသာကိုးကွယ်အားထားစီကပ်ပါသည်မြတ်စွာဘုရားသာသနာကိုအယိုးကြည်ကြည်အေးခန့်ခန့်ထမ်းပါမည်ဇယအတွင်းဦးစိန်နာဘဝမှာပထမဆုံးချိန်သစ္စာပြုပြီးချိန်မှာတော့အိမ်မြောင်အားလုံးကတပြိုင်နက်တည်းစုပ်ထိုးကြပါလေကျဲလောင်လာတဲ့စုပ်ထိုးတန်ကြီးကိုထူးခြားစွာကြားလိုက်ရပါလေဗုဒ္ဓဘုရားကိုပူဇော်ထားတဲ့ဝါဆိုဖြောင်းတဲ့မီးဟာလည်းမီးညွန့်အသေးကလည်းမီးညွန့်ကြီးကိုစတန်းကြက်တဲ့ဝုတ်ကနေထတော့ပြီးတခန်းလုံးလင်းထင်သွားပါလေတပြိုင်နက်တည်းတိုင်းဝုတ်တစ်ခုလုံးမှာဒုံဒုံလုံးနဲ့မြင်ငယ်လောက်ပါလေအဲ့ဒီနှစ်က1980ပြည့်နှစ်ပါ1980နှစ်ဩဂုတ်လမှာတော့တိုင်းကူဆရာတော်ကြီးကဦးစိန်နာကိုမေးပါလေဦးစိန်ကြီးဦးစိန်နာမော်လမြိုင်တိုင်းကိုအမှတ်နဲ့မှာတရင်သုံးရမယ်တရားပြပေးရမယ်တိုင်းဆရာတော်ကြီးရဲ့ပြညတ်ချက်အတိုင်းဦးစိန်နာလည်းမကြမီရက်တွင်မော်လမြိုင်တိုင်းကိုတွားပြီးတရင်သုံးပါလေတိုင်းကျောင်းကမော်လမြိုင်မြို့ရွှေပြည်ရောက်ကမှရှိတယ်ဗျမော်လမြိုင်တုတ်တန်ကဘီနာလေးကတ်နေတာလူသူ၄ပါးနဲ့ဝေးကွာတဲ့နေရာပါရောက်ရှိချိန်ဦးစိန်နာမှာပရိခေယ၈ပါးကလွယ်ပြီးလက်ထဲဘာမှမပါဘူးနေထိုင်ရတဲ့ကိုကျောင်းကလည်းမီးကင်းတဲ့တလေးဗျလူသွားလာကလည်းကြီးနေဖုတ်ဖုတ်ပြောရမယ်ဆိုရင်တော့ဘယ်သူမှလည်းမရှိဘူးဆရာတော်ကြီးကိုယ်တိုင်တော့လိုက်ပို့ပေးပါလေကျောင်းဝင်တွင်ဇင်းညက်ရှောင်းနေနဲ့ဆရာတော်ကြီးကပြုံးပါတယ်ဒါကြောင့်ဦးစိန်နာကဆရာတော်ကြီးကိုမေးပါတယ်အရှင်ဘုရားဘလို့ကျောင်းရင်းကြောင့်ပြုံးတော်မူပါလဲဘုရားကိုရောရှိကတရက်ပင်ကိုကြည့်လိုက်စမ်းပညတ်ပရမတ်နှစုဇက်တိတက်သူမှမြတ်တယ်အဲ့ဒီခါမှာဦးစိန်နာဟာကြည့်လိုက်တော့ထူးခြားတဲ့နမိတ်ကိုမြင်ရပါလေတရက်ပင်မှာအခက်မပါပဲတရက်ဖူးတန်လေးထွက်နေပါလေတရက်ပန်းနေလည်းထူးခြားစွာပွင့်နေပါလေ
ဦးစိန်နာရောက်ပြီးနှစ်ပိုင်းတွင်စံကြောင်းတော်ကြီးတိမ်တော်ကြီးဓမ္မယုံကြီးစွမ်းစားဆောင်တွေသာသနာ့နိကအဆောက်အုံများစွာပေါ်လာတဲ့နေရာကြီးပါကျောင်းတက်ကြီးမှာလည်းတရားကျင့်သူအများအများနဲ့စီကားနေပါလေတရားထုရသူအများအပြားထွက်ပေါ်ခဲ့ပါလေနာဂတ်သာသနာအတွက်အားထားရတရားပြတွေလည်းထွက်ပေါ်ပါလေတိုင်းဆရာတော်ဘုရားကြီးခန္ဓာဝန်ချပြီးတဲ့နောက်မြန်မာပြည်နှံ့မှာဦးစိန်နာဟာလိုက်လံတရားပြပါလေရန်ကုန်မြို့ရန်ကင်းမိုးကောင်းသိဓမ္မယုံမှာလည်းမကြာခဏတရားပြပါတယ်။ဦးစိန်နာဟာဒိဋ္ဌံရဲ့တနေ့မှာဒိဋ္ဌံဝင်နေတဲ့ကျွန်ုပ်ကိုမိန့်ကြပါတယ်။တကားကြီးရဲ့ဖခင်လည်းဦးစိန်နဲ့အတူတရားကျင့်တယ်သာသနာပြုတယ်။တကားလေးကလည်းဒိဋ္ဌံဝင်တရားကျင့်တယ်။တကားလေးမိတ်ဆွေကျောင်းသားကျောင်းသူများတဲ့တရားကျင့်မှုသိင်းကိုနှစ်ဆင်ခေါ်တယ်။ဒါကြောင့်တကားလေးတည်တည်ထထနားထောင်။တပည့်တော်သေချာမှတ်ထားပါမယ်ရှင်ဗျာ။ဆရာတော်ဦးစိန်နာဟာတတရားမှတ်တရားထုရပုံအစဉ်စဉ်ကိုသေချာမိန့်ကြပါလေ။ဒီနေ့အချိန်မှာတင်းဆရာတော်ဘုရားကြီးလည်းမရှိတော့ဆရာတော်ဦးစိန်နာလည်းမရှိတော့ပါဒါပေမဲ့ဆရာတော်ကြီးများအကြောင်းကကြောင့်ထွက်ပေါ်ခဲ့တဲ့ပုဂ္ဂိုလ်တို့များစွာဟာတရားကိုဆက်လက်ပြသနေစေပါသာသနာလည်းတနေ့တခြားတိုးတက်နေပြီးအရိယာများစွာလည်းထွက်ပေါ်နေစေဖြစ်ပါလေတင်းဆရာတော်ဘုရားကြီးနဲ့ခရိယန်တရားပြဆရာဦးစိန်နာအကြောင်းကိုပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ